လူမိုက်ကြီးပဲအယောက်40ကိုရိုက်တက်ခဲ့တာအဲ့ရိုက်တက်ခဲ့တယ်ဆိုတဲ့လူမိုက်တွေဆိုတာလေတကုံလုံးတက်တူးအပြည့်နဲ့ fighter ဆိုတဲ့ကောင်တွေနော်မောင်တို့တွေနားထောင်ကြမောင်တို့တွေဟာတိုင်းပညာတက်ရုံနဲ့လူဇွမ်းကောင်းနေမဖြစ်နိုင်တတ်တိဆိုတာဟောဒီလက်သီးကနေလာတာမဟုတ်ဘူးဒီရင်ထဲမှာတည်းတီနေအဲ့တော့မောင်တို့တွေလက်ထဲမှာဘလို့လက်နဲ့ကောင်းနေပဲကင်ထားဟောဒီရင်ထဲကတတ်တိတကယ်မရှိဘူးဆိုရင်အဲ့ဒီလက်နဲ့တွေကဘာမှအသုံးမဝင်ဆရာနာမည်နန်ချက်ကိုဖိုးသိမ်းလို့ခေါ်ဘာလို့နန်ချက်ကိုဖိုးသိမ်းလို့နာမည်တွင်လာလဲသိဟေးကုန်တော့မှာဟဲ့ရတာဆရာအဲ့လိုတတိတစ်ချက်လွတ်တာနဲ့တစ်ဖက်ထိသွားတစ်ချမ်းထိရင်တစ်ချမ်းထွက်သွားဆရာအဲ့ဒါအကွက်တွေပြနေအောင်လို့မကွန်ပြူဘာကိစ္စရှိလို့လဲမင်းတို့၄ယောက်တို့တယောက်တစ်ချောင်းစီယူငါနောက်လိုက်ခဲ့ငါအစွမ်းအောင်ပြမကွန်ဟမ်ဘာလဲဘာကိစ္စရှိလို့လဲလို့ဟိုမနေ့ပြန်ကြလို့ရှင်ဟိုဘက်ရွာကိုလေအလူကိစ္စသွားအောင်လို့ထွေးငယ်လိုက်အောင်မလားလို့မကွန်ကလည်းမနေ့ကတည်းကလိုက်မယ်လို့ပြောထားပြီးသားလေကြောက်ပါလေရှိုက်ဘာလို့တန်လဲကိုဆရာပဲရိုက်တော့ရိုက်တာဗောဗျာအဲ့ဒီစကားတော့မှစကားရှိသေးတယ်တာပဲဟောတာပဲဟောပေါ့လားအဲ့အောင်လေထိုင်ရတော့လုံးဝကီမပြတ်စင်တယ်ဘောပေါ့လားဟုတ်ကဲ့အေးခုနကတော့ပြောတယ်အောင်တင်နဲ့ငထင်ဟလားအဲ့တော့ဘာကောင်းနေတယ်ဟမ်ဘာလို့ဟမ်ဘာလို့ဟာကြည်စင်စင်ကြီးဟမ်ပါတယ်အဲ့နေမင်းဒီပါသားလားမင်းခါမေးလိုက်အဲ့အောင်တင်နဲ့ငထင်ဆိုတာဘာကောင်းလဲဘာကောင်းနေလဲ အောင်ထင်မဟုတ်ပါဘူးအောင်ထင်ပါ အောင်ထင်လားအေးအောင်ထင်ဂူးမဆိုင်ကဘာကောင်းနေလဲလို့ ထောင်ထွက်လေအောင်ထင်က ဘာလဲခမင်းခိုးမှုလားတက်ရမရင်းလားဟာ ဘဲရတာလူမိုက်ကြီးပဲအယောက်40ကိုရိုက်တက်ခဲ့တာအဲ့ရိုက်တက်ခဲ့တယ်ဆိုတဲ့လူမိုက်တွေဆိုတာလေတကုံလုံးတက်တူးအပြည့်နဲ့ fighter ဆိုတဲ့ကောင်တွေနော် ယူမဆိုင်အဲ့ကောင်တွေကိုပြောလိုက်နော်အရင်တော့ဟာအဲ့ဒီမောင်ရတယ်ကိစ္စမရှိအရင်တော့ကဒီရွာမှာလှုပ်ချင်တိုင်းလှုပ်လို့ရမယ်လို့အခုဒီရွာမှာဆွဲလုံးဖိုးသိန်းရောက်လာပြီလို့ပြောလိုက်တော့ပါလားအဲ့အောင်တင်တဲ့ငထင်ကိုပြောပြအောင်ပြောနော်ရှင်းရနော်ဒီလေနင်းနာမည်က ကျွန်တော်ငထင်ပါငထင်